စူပါမားကတ်မှာဈေးဝယ်ပြီးငွေရှင်းကောင်တာရောက်တိုင်းကျွန်တော်တို့အားလုံးခေါင်းစားရတဲ့မိခွန်းတစ်ခုရှိတယ်နော်ကိုဝယ်လာတဲ့ပစ္စည်းတွေကိုဘယ်တော့အိမ်မျိုးနဲ့ထည့်မလဲဆိုတာပါပဲဒီနေ့ရှင်းလင်းတင်ပြသွားမယ့်အကြောင်းအရာကတော့လေကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ဒီလိုရွေးချယ်မှုလေးတွေရဲ့နောက်ွယ်ကလေတဘာဝပတ်ဝန်းကျင်ပေါ်ဒီတဲ့တက်ရောက်နေအန်တော်ဆရာအချက်လက်တွေပဲဖြစ်ပါတယ်ချက်ချင်းပဲစလိုက်ကြရအောင်စကူအိတ်လားပလတ်စတစ်အိတ်လားဒါမှမဟုတ်အဝတ်အိတ်လားတကယ်တော့ဒီမိခွန်းကရုပ်ရှင်ထလို့ထင်ရပြီမယ်တကယ်ကိုပဟေလီတစ်ခုလိုပါပဲဖဲအိတ်ကတဘာဝပဝန်းကျင်ကိုအထိခိုက်ဆုံးလဲဆိုတဲ့အဖြေကလေလူမျိုးစုထင်ထားတယ်လို့မျိုးလုံးဝမဟုတ်နေပဲနဲ့တော်တော်လေးကိုမထင်မှတ်ထားတဲ့အချက်လက်တွေရှိနေပါတယ်အပိုင်း1ပလတ်စတစ်များရဲ့မမြင်ရတဲ့ပြဿနာစဉ်းစားကြည့်အောင်နော်1960ပြည့်လွန်နှစ်တွေကစပြီးပလတ်စတစ်အိတ်တွေကိုထုတ်လုပ်စိတ်သက်သွားတဲ့ထခါသုံးပစ္စည်းတွေအဖြစ်တွင်ကျဲစွာသုံးလာခဲ့ကြတယ်ဒါပေမဲ့ဒီလိုဈေးပေါ်နဲ့လွယ်လွယ်ကူကူထုတ်လုပ်နိုင်တဲ့နောက်ွယ်မှာတဘာဝဂေဟန် system ကိုဆိုးရွားရွားထိခိုက်စေတဲ့တကယ်တန်ဖိုးကြီးတစ်ခုဖုံးကွယ်နေပါတယ်။အင်္ဂလန်ပတ်ဝန်းကျင်ထိန်းသိမ်းရေး agency ရဲ့လေ့လာမှုတစ်ခုအရဆိုရင် plastic အိတ်တစ်လုံးကြောင့်ပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ပမာဏရဲ့60%လောက်ဟာအိတ်ကိုစားသုံးဖို့နေနေတာကကုန်ကျန်းထုတ်လုပ်တဲ့အဆင့်မှာတင်ဖြစ်ပေါ်နေတာပါတယ်။ဘာကြောင့်လဲဆိုတော့ plastic ကုန်ကျန်းရဖို့ရေနံတူးရတယ်၊ရေနံချက်ရတယ်၊စွမ်းအားနဲ့အများသုံးပြီးထုတ်လို့ရလို့ပါပဲ။ဆိုလိုတာကကျွန်တော်တို့ဈေးဝယ်ပြီးပစ္စည်းတွေအိတ်ထဲမထည့်ခင်မှာနဲ့အဲ့ဒီအိတ်ရဲ့သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်မှု60%ကပြီးဆုံးနေပြီဖြစ်ပါတယ်။တကယ်ကိုမယုံနိုင်ကြပဲနော်အပိုင်း2နှစ်ချောင်းငါးလက်ကြမဲ့အန်တရီတုံးပြီးသားပလတ်စတစ်အိတ်တစ်လုံးကိုစွန့်ပစ်လိုက်တဲ့အခါထိလာမဲ့ထိခိုက်မှုဟာစုစုပေါင်းထိခိုက်မှုရဲ့တဝက်တောင်မရှိဘူးဆိုပေမဲ့ဒီအဆင့်ကစားသုံးသူတွေအလဲတကူထိန်းချုပ်နိုင်ဆုံးအပိုင်းချနေပါတယ်။အမေရိကန်နိုင်ငံတစ်ခုထဲမှာတင်နှစ်စဉ်ပလတ်စတစ်အိတ်ဘီလီယံ100ခန့်ကိုစွန့်ပစ်နေကြတာလေ။အဲ့ဒီအထက်ကအနည်းငယ်ကိုပဲပြန်လည်အသုံးပြုဖို့ recycle လုပ်နိုင်ကြပါတယ်။စွန့်ပစ်လိုက်တဲ့အိတ်များစုကတော့ရေလမ်းကြောင်းတွေကနေတဆင့်သမှုတရားရေရှိရောင်းတွေထဲရောက်သွားကြတာပါပဲ။အဲ့ဒီကနေနေအောင်ချီရေနဲ့အနုစီဝါပုံမွားတွေရဲ့တိုက်စားမှုကြောင့်မူလပုံစံပြည့်ယွင်းသွားပြီး microplastics လို့ခေါ်တဲ့အလွန်သေးငယ်တဲ့ plastic အမွှားမွှားလေးတွေအဖြစ်ဖြိုးကွဲသွားပါတယ်။ရေနေသက်တွာတွေကဒီအမွှားမွှားလေးတွေကိုအစားအမတ်မာပြီးစားမိတဲ့အခါမှာတော့အသက်အန္တရာယ်ကိုသေချာပေါ်တိုးခတ်ပေးလိုက်တဲ့အထိဆိုးရွားလာပါတယ်။အဆိုးရွားဆုံးအချက်ကိုပြောရရင်ဒီလိုကြောက်စရာကောင်းတဲ့ပြိုကွဲပစ္စည်းမှုလုပ်ငန်းစဉ်တစ်ခုလုံးပြီးဆုံးမှုအချိန်အားဖြင့်နှစ်ပေါင်း900ကျော်လောက်ထိတောင်ကြာမြင့်နိုင်တယ်ဆိုတာပါပဲ။စဉ်းစားကြည့်ပါဦး။ရာစုနှစ်ဝက်ကျော်လောက်ကြာမြင့်မဲ့ DND ရဲ့စိုးကြီးဟာကျွန်တော်တို့တခဏလေးအသုံးပြုလိုက်တဲ့အိတ်တလုံးကနေစတင်ခဲ့တာဖြစ်ပါတယ်အပိုင်း3အစားထိုးအိတ်တွေကကောပိုကောင်းသလားဒီလောက်ဆိုးရွားတဲ့အကျိုးဆက်တွေရှိနေမှာတော့ plastic အိတ်အစားအဝတ်အိတ်ဒါမှမဟုတ်စက္ကူအိတ်ကိုပြောင်းသုံးလိုက်တာကတဘာဝပတ်ဝန်းကျင်ကိုကယ်တင်နိုင်မဲ့အကောင်းဆုံးနည်းလမ်းပဲလို့ချက်ချင်းကောက်ချက်ချမိကြမှာသိကြပါတယ်ဒါပေမဲ့လက်တွေ့မှာတော့အဲ့ဒီလိုရုပ်ရှင်တဲ့အဖြစ်မျိုးမဟုတ်ပါဘူးအင်္ဂလန်ပတ်ဝန်းကျင်ထိန်းသိမ်းရေး agency ရဲ့သုတေသနတွေ့ရှိချက်တွေအရဆိုရင်အိတ်တလုံးရဲ့တကယ်တဘာဝပတ်ဝန်းကျင်ဆိုင်ရာကုန်ကြစိတ်ဟာအိတ်အမျိုးအစားပါပဲဖြစ်ဖြစ်ထုတ်လုပ်မှုလုပ်ငန်းစဉ်ပေါ်မှာပဲအဓိကမူတည်နေတယ်လို့ဆိုပါတယ်။အန်ဒိုစီယာကောင်းတာကကုန်ချမ်းထုတ်လုပ်မှုအဆင့်မှာတင်နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တစ်ချိန်တည်းထုံးပလတ်စတစ်အိတ်တွေဟာစက္ကူအိတ်တွေအဝတ်အိတ်တွေထက်ဆိုင်ရင်တဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြစ်နေတာကိုတွေ့ရပါတယ်။ဂိမ်းကနန်းတွေကိုတိတိကျကျနှိုင်းဆင့်ကြည့်လိုက်တဲ့အခါထွက်လာတဲ့အဖြစ်ကတကယ်ကိုအန်တော့စရာပါပဲ။တစ်ချိန်တည်းထုံးပလတ်စတစ်အိတ်တစ်လုံးစာထိခိုက်မှုနဲ့တူညီသွားအောင်စက္ကူအိတ်တစ်လုံးကိုအနည်းဆုံး3ချိန်ပြက်လက်အသုံးပြုဖို့လိုအပ်ပါတယ်။ပိုပြီးမှတက်စရာကောင်းတာတစ်ခုရှိသေးတယ်။တက်တန့်ရှည်ခံတယ်လို့ယူဆခါတဲ့အဝတ်အိတ်ကြီးဟာပလတ်စတစ်အိတ်တစ်လုံးရဲ့ထိခိုက်မှုပမာဏနဲ့ညီမျှဖို့ဆိုရင်အချိန်ပေါင်း130ချိန်တိပြက်လက်အသုံးပြုမှသာအရင်ချိန်မှာဖြစ်ပါလေ။အဝတ်အိတ်ရဲ့ထုတ်လုပ်မှုစရိတ်ကအဲ့ဒီလောက်အထိကိုကြီးမားနေတာပါ။အပိုင်းလေးလက်တွေ့ကြဆုံးဖြည့်ရှင်နည်းဒါဆိုရင်ကျွန်တော်တို့ဘာဆက်လုပ်တင်တယ်လဲ။တဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့စနစ်ကြီးတွေမှာရှင်သန်နေရတဲ့အတွက်လူအဖွဲ့အစည်းကိုပဲအပြစ်ကျနေမဲ့အစားနေ့စဉ်ဘဝမှာလက်တွေ့အကြဆုံးနဲ့လူဖြစ်ဆုံးဖြစ်ချင်းကြီးတွေကိုရွေးချယ်လိုက်ပါတယ်။တဘာဝပတ်ဝန်းကျင်အတွက်အကောင်းဆုံးလုပ်ဆောင်ချက်ကတော့အိတ်အသစ်တွေထပ်ဝင်တဲ့အစားကိုအိမ်ကအန်ဆွဲထဲမှာရှိနေပြီးသားပလတ်စတစ်အိတ်တွေကိုမပြတ်ရှိမချင်းထပ်ခါပြန်လည်အသုံးပြုခြင်းမှာပဲ။ရှိပြီးသားပလတ်စတစ်တွေကိုအကျိုးရှိအသုံးပြုတာဟာဆိုရတဲ့တယောက်မှုတွေကိုချော့ချဖို့အတွက်အထီးရောက်ဆုံးတောက်ချက်တစ်ခုဖြစ်ပါတယ်ဆေးဝယ်ထွက်တိုင်းအလားစင်ထားတဲ့အဝိတ်အသစ်တွေပြန်လည်အသုံးပြုနိုင်တဲ့ဆိုတဲ့အိတ်အသစ်တွေကိုအငယ်တန်းဝယ်ယူနေလားဟာပြဿနာကိုဖြေရှင်းရမရောက်ပါဘူး။အဲ့ဒီအစားထုတ်လုပ်မှုအပိုင်းဆိုင်ရာတဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကိုပိုပြီးမြင့်မားလာစေဖို့တွန်းအားပေးနေတယ်လို့တောင်ဖြစ်လေပါတယ်။တူတူပြောရရင်မလွယ်ပဲအသစ်ဝယ်ယူခြင်းကပြဿနာကိုပိုမိုရှည်ကြစေပါတယ်။အပိုင်း9ပုံမိုကျေပြန့်တဲ့ယာတိဥတုအကျက်အသေး
ဒီနေရာမှာကျွန်တော်ရဲ့မြင်ကွင်းကိုနည်းနည်းထပ်ချေကြည့်ဖို့လိုလာပါပြီ။ plastic 8လောက်လျှောက်ရည်တစ်ခုတည်းကိုသာရာသီဥတုပြောင်းလဲမှုတိုက်ဖြတ်ရဲချက်တစ်ခုတည်းသောဖြည့်ရှင်းချက်အဖြစ်ဆွဲလဲမနေသင့်ပါဘူး။ဒီပြဿနာဟာပုံမကြီးမကျေပြန့်တဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျက်အတေးကြီးရဲ့တင်းငယ်တဲ့အစိပ်ပိုင်းလေးတစ်ခုသာဖြစ်ပါတယ်။ဥပမာအနေနဲ့အစားအစာထုတ်လုပ်မှုနဲ့နိုင်ရှင်ထားတဲ့အချက်ကိုကြည့်ရအောင်နော်။ plastic 8တစ်လုံးထုတ်လုပ်ဖို့လိုအပ်တဲ့စွမ်းရည်နဲ့ hamburger တစ်လုံးထုတ်လုပ်ဖို့လိုအပ်တဲ့စွမ်းရည်ကိုနိုင်ရှင်ကြည့်ရင် hamburger ထုတ်လုပ်ဖို့အတွက်စွမ်းရည်အစား40ပုံမလိုအပ်တဲ့ဆိုတာကိုတွေ့ရပါတယ်။ဒါဟာကျွန်တော်တို့ရဲ့စားတောက်မှုပုံစံလေးကလည်းပတ်ဝန်းကျင်ပေါ်ဘလောက်အထိကြီးမားတဲ့တရားမှုရှိနေလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေတာမှာ နောက်ထပ်တကယ်ကိုစိတ်ပျက်စရာကောင်းတဲ့အချက်ကတော့1988ခုနှစ်ကစပြီးကမ္ဘာပေါ်မှာထုတ်လုပ်ခဲ့တဲ့ကာဗွန်81ရာခိုင်နှုန်းဟာကုမ္ပဏီကြီး100ရဲ့လှုပ်ဆောင်ချက်တွေကြောင့်ဒါဖြစ်ပေါ်ခဲ့တယ်ဆိုတာပါပဲ။တုံးချင်းစီရဲ့ရေးချင်မှုတွေကအရေးကြီးတယ်ဆိုပေမဲ့တစ်ဖက်မှာလည်းကြီးမားတဲ့စက်မှုလုပ်ငန်းကြီးတွေရဲ့ထုတ်လုပ်မှုတွေကြောင့်ကျွန်တော်တို့အားလုံးဟာမပြည့်စုံတဲ့ရွေးချယ်စရာတွေကြောင့်မှရုန်းကန်နေကြရတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့လက်တွေ့ကျတဲ့လှုပ်ဆောင်ချက်တွေဟာဟန်ချက်ညီဖို့အများကြီးလိုအပ်ပါတယ်။တက်နိုင်သမျှတကြိမ်တည်းသုံးပလတ်စတစ်တွေကိုရှောင်ကျဉ်ပါအိမ်မှာရှိတဲ့အိတ်တွေကိုပြက်လဲအသုံးပြုပါဒါအပြင်ဈေးဝယ်တဲ့အခါမှာလည်းတပတ်အကုန်မှာဟင်းသီးဟင်းရက်မားပေါင်းလို့အလကားလွင့်ပစ်လိုက်ရတာမျိုးမဖြစ်အောင်မိမိရဲ့အစားအစာဝယ်ယူစားတော့မှုအလေးထားတွေကိုပါတတိထားပြီးပြင်ဆင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကင်ဆောင်လာတဲ့အိတ်တွေတာမကအဲ့ဒီအိတ်ထဲမှာတဲ့ဆောင်လာတဲ့အစားအစာတွေမလေလွင့်စေဖို့ကလည်းတကယ်ကိုအလွန်အရေးကြီးပါတယ်ညီကုန်းချို့အနေနဲ့ပြောရရင်ကျွန်တော်တို့ရွေးချယ်လိုက်တဲ့အိတ်အမျိုးအစားကအရေးကြီးတယ်ဆိုပေမဲ့အဲ့ဒီအိတ်ထဲကိုပါရီရွေးချယ်ထဲတွင်မလဲဆိုတာကပိုပြီးအရေးကြီးနေပါတယ်အိတ်တလုံးကိုဘလို့အသုံးပြုလဲဆိုတဲ့အပြင်ကျွန်တော်တို့ဝယ်ယူလိုက်တဲ့ပစ္စည်းတွေကနေတဆင့်ကဘာကြီးကိုဘလို့တက်ရောက်မှုလေးဖြစ်စေလဲဆိုတာကိုပါကြဲကြဲပြန့်ပြန့်တွေးတောစဉ်းစားကြဖို့အကြံပြုပါတယ်ဆက်